တောင်သူတယောက်ကအရေးကြီးဆုံးကလေအသိပညာကျွန်တော်တို့ရွာကြီးဆိုတာကအစိုးရထိုင်ရတဲ့လက်လမ်းမဟုတ်ဘူး ကျင်တော့ငါတော်တော်ပေါ်တယ်အခုကဈေးတော့ကောင်းလာတယ်ငါရှားတယ် ကြေးရွာတိုင်းညို့တိုင်းဘယ်နေရာမှာဖြစ်ဖြစ်ဒီကတော့ဘယ်မှမရှိဘူး လေးတွေရဲ့ဘဝပညာမတတ်လို့ရှိရင်ညင်လေးရနဲ့ကမ်းတာပေါ့ ဒီစီနဲ့ဘိုင်းကြီးမသိတဲ့ခါကျတော့တောင်သူတွေရဲ့ဘဝကတိုးတက်တင်တော့တိုးတက်ဘူး လက်ခလောက်ရတာဆိုတော့အမြက်ကဘယ်လောက်ရှိမှကိုမသိဘူးလေ ဒီဟာတော့ကမ်းပြုတ်လို့ကောင်းအောင်လည်းရေးပါမယ်။ဘယ်ဟာမြည်လဲဆုံးရှုံးခဲ့တယ်ပေါ့နော်။ဒီက40လောက်ပါ